အဲ့လိုဒီနေ့မိတ်ဆက်ပေးမယ်ဘိန်းကတော့ယမဟာကနေတစ်ထောက်လိုက်တဲ့အော်တိုဂီယာဆိုင်ငယ်ကြီးပဲဖြစ်ပါတယ်ဟုတ်ကဲ့သူ့ရဲ့နာမည်ကတော့ Zuma 125ပဲဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာတော့ကြံပြမယ်ပြောပြပေးတော့မှာပါဒီဇိုင်းပိုင်းကိုအရင်ပြောခင်မှာသူ့မှာသုံးထားတဲ့ engine specification တွေကိုပြောပါမယ်သူကတော့ 125cc ရှိတဲ့ liquid gold စနစ်နဲ့ဘားလေးခုပါမယ်စင်တာလုံးလုံး engine ဖြစ်ပြီး Aeros 155တို့လို VVA စနစ်ကိုပါထည့်သွင်းပေးထားပါတယ်သူ့ရဲ့ဒီဇိုင်းပိုင်းကတော့အရင်က 50cc ဂီယာနဲ့ရှေ့ကကျင်အနည်းငယ်တူပါတယ်အလယ်ပိုင်းကတော့ short bar နှစ်ခုနဲ့ Aeros အသေးစားနဲ့တူသလိုပါပဲနောက်ဖိမီးကလည်း4000ပုံမီးခွက်နဲ့ဘိန်းလုံးတုတ်တုတ်တွေက 125cc လို့တော့မထင်ရအောင်အရန်ကိုကော်ထွက်နေပါတယ်ရှေ့ကကြည့်ရင်လည်းမီးလုံးနှစ်ခုကတစ်ခုတစ်ခုကြီးဆိုတော့တမူထူးခြားနေပြန်ပါဗျနောက်ထပ် suspension ဘိုင်းကိုတွားပါမယ်ရှေ့မှာလည်း telescopic fork တွေက 33mm အောင်ဆိုတော့တော်လေးကြမ်းခတ်မှာပါပြီးတော့နောက် suspension တွေကလည်း 3.1 inches တောင်ကစားပြီးရဆိုတော့လမ်းပေါ်မှာရောလမ်းဘေးမှာပါဖြုတ်လို့ရမှာဖြစ်ပါတယ်ဘိန်းတွေကလည်း12လက်မ site တွေကို120 130 site တာယာတွေသုံးထားပေးပြီးတော့ရှေ့နောက် disc brake တွေက stopping power အတွက်မပူရပါဘူးနောက်ထပ်ဒုတိယချက်တွေကတော့သူ့ရဲ့ LCD တိုင်ဝက်နဲ့တူးပေါက်တွေကလည်း full face helmet တစ်လုံးကောင်းကောင်းဆက်ပါတယ်ခြေတူးပေါက်မှာဆို USB charging port ပါပါတယ်အကြောင်းတွေကတော့ sun grey နဲ့ matte black တို့ရှိပြီးဈေးနှုန်းကတော့ဒေါ်လာ3800ဆိုတော့မှန်ငွေ350ဝန်းကျင်ကျတင်မှာဖြစ်ပါတယ်အားလုံးပဲကျမ်းမာချမ်းသာကြပါစေဒီဗီဒီယိုလေးဒီလောက်ပါပဲကျေးဇူးအများကြီးတင်ပါတယ်